ဒါဟာရော်နယ်ဒိုတယောက်တည်းဟာအပိုင်နိုင်ဆုံးတမ်းမြောက်ထားတဲ့ပညာရပ်တစ်ခုပါရော်နယ်ဒိုဘောလုံးရရှိသွားပြီးနောက်ခံလူနဲ့တဦးချင်းရင်ဆိုင်လိုက်ရတဲ့အနေအထားကိုကြည်ပါနောက်ခံလူရဲ့ကိုဟန်အနေအထားကအပြင်ဘက်အချမ်းကိုပိတ်ဖို့ဖင်းထားတာကိုတတိထားမိမှာပါရော်နယ်ဒိုသာဘယ်ဘက်ကိုထွက်မယ်ဆိုရင်သူဖြတ်ထုတ်ဖို့ပိုလွယ်ကူသွားမှာဖြစ်ပြီးညာဘက်ကိုချိုးဝင်မယ်ဆိုရင်တော့အတွင်းထဲကနောက်ခံလူတွေနဲ့တားဆီးဖို့တွက်ထားတာပါဒီလိုချင်းဒီမှာအပြင်ဘက်နေရာကပိုးသားတယ်ဆိုတာရော်နယ်ဒိုသိပါတယ်ဒါပေမဲ့အဲ့ဒီနေရာကိုရောက်ဖို့ဆိုရင်သူကနောက်ခံလူရဲ့အနေအထားကိုအရင်ကစားရပါမယ်ရော်နယ်ဒိုကနောက်ခံလူစီကိုတန်တမ်းမတ်မောင်းဝင်သွားပြီးဘောလုံးဘေးမှာဘေးချီကိုအရင်ချလိုက်တယ်ပြီးတော့ step over စလုပ်ပါတယ်ဒါပေမဲ့နောက်ခံလူကတော့အယုံမလွယ်ခဲ့ပါဘူးဘာလို့လဲဆိုတော့ရော်နယ်ဒိုရဲ့ကိုဟန်နာတဲ့ကြီးဖြစ်နေလို့ပါအတွင်းကိုချိုးဝင်မဲ့ပုံစံမပေါက်သေးပါဘူးဒါပေမဲ့ဒါကရော်နယ်ဒိုတမင်တကာလုပ်တာပါဒုတိယအကြိမ် step over လုပ်တဲ့အခါမှာတော့လှုပ်ရှားမှုကိုပိုမြင်လိုက်ပြီးကိုပါစောင်းလိုက်တဲ့အတွက်နောက်ခံလူဟာသူ့ဘက်ကိုရင်ဆိုင်ဖို့အနေထားဖင်လိုက်ရပါပြီအခုတော့နောက်ခံလူမှာရွေးချယ်စရာတစ်ခုပဲရှိပါတော့တယ်တတိယအကြိမ် step over လုပ်လိုက်တဲ့အချိန်မှာတော့နောက်ခံလူကအတွင်းဘက်ကိုပိတ်ဖို့အတွက်သူ့ရဲ့ခန္ဓာကိုယ်အလေးချင်းအကုန်လုံးကိုပုံအောပြီးရိမ့်သွားပါပြီအဲ့ဒီအချိန်မှာတော့ရော်နယ်ဒိုကသူ့ဘေးကနေအသာလေးကြော်ဖြတ်သွားပြီးသူ့ရဲ့အားနေတဲ့ခြေထောက်နဲ့ပဲဂိုးပေါက်ရဲ့ဝေးရတောင်တဲ့ကိုအေးဆေးဆေးကန်သွင်းပြီးအဆုံးသတ်သွားနေပါတယ်